အားလုံးပဲမင်္ဂလာပါဗျာတန်စင်ဖူကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီဆုံးပဲလေးကိုရဝေပေးခြင်းပါတယ်ရုံးရီတီကလွယ်ပြီးကျန်တဲ့အသီးတွေကိုဟိုးရဲကိုအရင်ဆုံးထည့်ပါတယ်ကျသွန်နီကျသွန်ဖြူပါပါလိထားတာထည့်ပါတယ်စနွေမုံနဲ့အစိမ်းမုံနဲ့စီရနေငယ်ကိုထည့်ပါတယ်ပြီးရင်တော့အသီးတွေအနေငယ်နှွမ်းသွားတဲ့အထိဝေပေးပါတယ်နှွမ်းသွားပြီဆိုရင်တော့လူအောင်ပြုတ်ထားတဲ့ဘဲဝါကျန်းတွေကိုထည့်ပြီးဝေပါတယ်ပြီးရင်တော့ခဏလောက်ဖုံးအုပ်ထားလိုက်ပါတယ်တပွဲလောက်စုပြီးဆိုရင်လိုအပ်တဲ့ရေကိုရေနွေးနဲ့ထပ်ပြီးဖြည့်ပါတယ်ပြီးရင်တော့ရုံးရီတီကိုထည့်ပြီးဝေပါတယ်အရသာအတွက်တော့ချုံမုံနဲ့အသားမုတ်ကိုထည့်ပါတယ်နံမွေးကြိုင်အတွက်တော့မဆလာအနေငယ်နဲ့ရင်းတော်သိမ်ရွက်ကိုထည့်ပါတယ်အခုဆိုရင်တော့ဒီဆုံးပဲတစ်ခွဲရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ